ဒီမှာ line ပေါ်ကနေပြီးတော့တခါမှမမြင်ဘူးတဲ့ကောင်မလေးကလာလို့လားကြူတာရင်ခုံးနေတယ်စတိုင်မကြည့်ရအတွေ့ရမယ်ဆိုတော့နေရင်ခုံးတာလားဟိုကပြောတာကြောက်တာပေါ့ဟိုအတူတူလားကြုံပေးတာပါလို့အတူလားကြုံပေးတာကိုကြီးလည်းမမြင်ဘူးတော့ဘလို့ခေါ်မှန်းတော့မသိတခါမှမြင်ဘူးလားအပြင်မှာလည်းမြင်ဘူးခုံးထဲမှာလည်းမြင်ဘူးဟဲ့အဲ့ဘယ်လိုလုပ်မလဲဟိုရုပ်ဆိုးဆိုးသူဘယ်လိုလုပ်မလဲလုံးတဲ့တော့ရုပ်ဆိုးဆိုးသူဘယ်လိုလုပ်မလဲလုံးတဲ့တော့အမလေးလောက်ဟုတ်ကဟာနဲ့တူတယ်ဟုတ်လားနင်းလားဟုတ်လားဟုတ်တယ်တဲ့ဟုတ်ပါတယ်နော်အော်အေးလာတရားလည်းမမြင်ဘူးတဲ့မောင်လေးလာလေဟာမောင်လေးလာအချာကြည့်ဒီမှာအမရောင်းမရောက်လာတာမောင်တို့တဲ့လူကမကြည့်ရလို့တဲ့လာလေနေရလဲဟဲ့တို့တော့ခေါ်မိထားတယ်ဟုတ်မောင်တို့တဲ့လူကမကြည့်ရလို့ဒီမှာပါလာပါပြီကောင်မလေးကအိုးတမတော့ခေါ်နေတော့ခိုင်းနေကြမှာရှက်နာမောင်တို့တဲ့လူကခလေးရောပါလာတယ်လားဟဲ့သွားပြီကြမောင်တို့တဲ့လူရှက်နာကြုံဘာဖြစ်လဲမကြည့်ဘူးလားဟုတ်လားမကြည့်ရလားဟုတ်လားကြည့်ရအောင်နေရတယ်ခေါ်လိုက်ကြည့်အောင်မြင်ဘူးတယောက်နဲ့မမြင်ဘူးအဲ့အောင်နေလိုက်လားအေးညီလေးဘယ်တော့ပါလဲလာခလေးတယောက်တော့ပါတယ်နော်ဟမ်မဲပါအဲ့ဒါအဆင်ပြေဘူးလေအဲ့ငါမောင်ကချောလေးရဟာအေးခလေးရောပါလာလေညီလိုလို့အေးသူတို့ရွာထိလိုက်ဖို့ပြီးမယ်ဟိုအထိလိုက်ဖို့ခိုင်းလိုက်လေကျွန်တော်ဆိုင်နေပါတာကြီးကိုနင်းဆိုင်ကတည်းကနင်းထုတ်တယ်နင်းမခလေးရောလေမပါလာတာနင်းဘယ်လိုလုပ်မှာဆိုင်ကတည်းကဘယ်လိုခေါ်မှာလဲဟာလေဟာတခါပြန်အဝေးကြီးသူတို့ရှိရအပြင်မှာလည်းဖုန်းထဲမှာလည်းမမြင်ဘူးတဲ့ပုံလည်းမမြင်ဘူးတဲ့ခုမှမြင်ဘူးတာတယောက်နဲ့တယောက်ကြာအဲ့ဒါအမလုပ်တဲ့လူတွေကြောက်လို့ခေါ်တာခုဟိုကြာဟိုတခါမှမမြင်ဘူးတဲ့နော်လိုင်းပေါ်မှာကြည့်တကယ်ချစ်လို့လိုက်လာတာကြာမှာတကယ်ချစ်တာကြာမှာဒီထုတ်ကြတယ်အဲ့ဒါလေဟိုဘက်ထိလိုက်ပုံမှာပဲအဆင်ပြေမယ်တဲ့တူတယ်ရဟာချောတယ်တဲ့သူကောင်မလေးကချောတယ်တဲ့လုံးလေချာခလေးလေးရောက်သွားတာပါတော့မကြည့်ဘူးမကြတော့မယ်ဟိုဝင်ရောက်သွားပါစေလိုင်းပေါ်ကပြောထားတာနော်ဘာပြောအောင်လို့ပြောချအောင်ငါလည်းဘာမှပြောတတ်ဘူးကဲလို့နော်ဟိုကျမမောင်လေးပါလို့မောင်လေးကရိုးသားလေးဒီမှာဒီညီမလေးကလည်းမကြည့်အောင်အမဘာမှအားမနေနော်ညီမဒီရောက်လာစလင်းမျိုးอ่ะနော်ဟုတ်လားစလင်းမျိုးကနေလာတာပါတဲ့ဘာခလေးချီမြေချီဘာမှမဖြစ်ဘူးသူချစ်လို့သူယူတာလောက်ကြရမှာမောင်လေးနေလောက်ကြမှာမဟုတ်လားအေးဘောလေတခြားလေးပြောလေဒီမှာလိုင်းပါလူတွေကအကောင်လုံးကဟိုတင်းဝေးခိုင်းလို့တင်းဝေးလိုက်ပြီလို့အမကျမမောင်လေးပါလို့နော်ဟိုကြည့်တဲ့နော်ချောတယ်မဟုတ်လားအေးပါမမတို့ကမနေ့ဘိုင်းနေတဲ့ချက်ထားထမင်းပြောပါအောင်သူချင်းမိုင်းလာပါဆိုတော့မကြီးရမကြီးဘာချက်တာဝတ်သားဝတ်သားတဲ့ဘယ်လိုလဲဟုတ်လေတန်းအောင်နေရှိပါ ਈ လားအေးနော်ခလေးပါတခြားအိုဝမင်းအောင်ပေါက်နော်နေတိုင်းအိုဝမင်းအောင်ပေါက်ခိုင်းတာနော်ညောဝတ်သားစားတော့ရောင်းသွားပြီမနေ့ကဝတ်သားစားခဲ့ရတော့အေးပါသူတို့ကအခုမနေ့ကထောက်တွင်နေမို့လို့ခလေးနဲ့အထုံးနဲ့ဆိုတော့အစင်မပြေလို့မိုးကလည်းရွာနေလို့အေးမောင်လေးဖြည်းဖြည်းစီနော်ဒီမှာနော်အမတင်းပေးခိုင်းလို့တင်းပေးလိုက်ပါပြီတဲ့အမနင်တို့လင်မယားအိုအောင်ဝင်းအောင်ပေါင်းပါစေတဲ့တဲတုံးနဲ့ရွာချင်းဝေးနေလို့တလို့ရလားတတဖြည်းဖြည်းစီမောင်လေးအေးညီမလေးအိုအောင်ဝင်းအောင်ပေါင်းပါစေဝင်းစလာအားလုံးကျေးဇူးတင်ပါတယ်ဝင်းစလာကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်ရတော့ကျေးဇူးတင်ပါတယ်လို့ဒီမှာကျမမောင်လေးကလည်းပဲအကုန်လုံးဖြူးဆိုင်ပါတယ်လို့ခလေးကိုမင်းနေကြလို့ဒီမှာခလေးနော်ခလေးလည်းကျမ်းပါပါတယ်လို့လူကြီးလည်းကျမ်းပါပါတယ်လို့နော်အလားတော့ကမြင်နေတယ်မခေါ်ရဲလို့လေအမတောင်းလေသူနိုးတိုင်းနေမှာသူနိုးတိုင်းနေမှာမသိဘူးရိုက်ပြီးအမစကလေးတင်းပေးပါအောင်လို့ပြောနေလို့ပါလို့အမပုံနာလေးမကြည့်အမဘာမှတော့မရှိသေးပါဘူးလို့ဒီမှာခုမှဘဝအစမှာပါလို့သူတို့လင်မယားလေးတွေမကြည့်နိုးတိုက်နေရနေတိုက်ခလေးမေပဲဘာဖြစ်တိုက်ဘာမှဖြစ်တယ်မို့တိုက်မချက်နဲ့တို့လည်းတနေ့ကြာတိုက်ရမှာပဲဟို
ရှင်နေပါလေရှင်နေကဲအမဒီမှာမောင်လေးတို့အိမ်မှာလို့ဒါကောင်မောင်လေးတို့အိမ်မှာလို့ဘလုံးရိုက်ပြလိုက်ရိုက်ပြလိုက်ဟုတ်လားမောင်လေးတို့လည်းများနေရောက်နေတဲ့အိမ်မှာလို့တဲတဲ့ဘူးလေးတွေရောက်ပါတယ်လို့